The 21st Century Moon Race. Why we are returning and who is leading. လူရီလာဘောကိုနောက်ဆုံးခြေချခဲ့တာ1982ခုနှစ် Apollo 17 mission မှာပါအဲ့ဒီနောက်ပိုင်းနှစ်ပေါင်း90ကျော်ကြာတဲ့အထိဘာလို့လူပြန်မလွတ်တော့တာလဲဆိုတဲ့မေးခွန်းကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်တကယ်တော့ဒါဟာနီးပညာမရှိတော့လို့မဟုတ်ဘဲနိုင်ငံရေးစီးပွားရေးနဲ့ဦးစားပေးမှုတွေပြောင်းလဲသွားလို့ဖြစ်ပါတယ်အခုတော့ပြန်သွားဖို့အပြိုင်ဆိုင်ပြင်ဆင်နေကြပါသည်ဘာကြောင့်အသေးအတန်ပြိုင်နေကြတာလဲ2026ခုနှစ်ရဲ့အာကာသနယ်ပယ်မှာအမေရိကန်နဲ့တရုတ်နိုင်ငံတို့ရဲ့လကဘာပြိုင်ပွဲ The New Moon Race ဟာအထွတ်ထိုက်ကိုရောက်နေပါပြီ။ဒါဟာအရင်တုန်းကလိုအလံသွားဆက်ယုံတယ်မဟုတ်တော့ပဲဘသူကလပေါ်မှာအရင်ဆုံးအခြေချနေထိုင်မလဲဆိုတဲ့ပြိုင်ပွဲဖြစ်လာပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်ကအမေရိကန်နဲ့ဆိုဗီယက်တို့ပြိုင်ခဲ့ကြသလိုပဲအခုလဲကမ္ဘာအင်အားကြီးနိုင်ငံဟာလကဘာရဲ့တောင်ဘက်ဆုံးကိုအပိုင်စီးဖို့အပြင်းထန်စ조사နေကြပါတယ်ဒီပြန်ပွဲဟာဂုံတိုက်ခါအထွတ်တင်မဟုတ်ပါဘူးလာဘော်ကနေတဆင့်အင်္ဂါဂျို Mars ဘော်ကိုတွားဖို့လိုအပ်တဲ့လောင်စာနဲ့တတူတွေအထွတ်ဖြစ်ပါတယ်လာဘော်မှာရှိတဲ့ရေခဲတွေကိုခွဲထုတ်ပြီးဒုံးပြန်လောင်စာထုတ်နိုင်ရင်လာဟာအင်္ဂါဂျိုကိုတွားမဲ့လမ်းကဓာတ်ဆီဆိုင်ကြီးဖြစ်လာမှာပါကဘာမှာရှားပါတဲ့ Helium 3လိုမျိုးတန့်စင်တဲ့စွမ်းအင်ထုတ်နိုင်တဲ့တတုတွေလပေါ်မှာအများကြီးရှိပါတယ်လကဘာဟာအင်္ဂါဂျို Mars ကိုတွားမဲ့ခရီးစဉ်အတွက်လေ့ချင်ဤကွင်းကြီးပါပဲလပေါ်မှာအောင်အောင်မြင်မြင်နေထိုင်နိုင်ပြီဆိုရင်လူသားတွေဟာတခြားဂျိုတွေပေါ်မှာအခြေစိုက်ဖို့အစဉ်သင့်ဖြစ်သွားပါလိမ့်မယ်လူတွေဟာလရဲ့တောင်ဘက်စွန်းစောက်ဖိုးကိုရွေးချယ်ကြမှာပါဘာကြောင့်လဲဆိုတော့ဒီနေရာမှာနေရောင်ခြည်အမြဲရတာကြောင့်ဆိုလာပြားတွေနဲ့စွမ်းအင်အဆက်မပြတ်ထုတ်နိုင်ပါတယ်နှဆိုင်နဲ့6ကမ်းပါးတွေထဲမှာရေခဲတွေရှိနေပါတယ်အဲ့ဒီရေခဲကနေတောက်ရည်အောက်ဆီဂျင်နဲ့ဒုံးပြန်တဲ့အတွက်လိုအပ်တဲ့လောင်စာတွေကိုထုတ်ယူမှဖြစ်ပါတယ်လာဘောမှာအိမ်ဆောက်ဖို့ကဘာကနေအုတ်ဒီတဲတွေတဲသွားဖို့မဖြစ်နိုင်ပါဘူးလာဘောမှာရှိတဲ့မြေစီလွှာ Regolith ကိုအသုံးပြုပြီး AR 3D printer ကြီးတွေနဲ့အိမ်တွေကိုထုစစ်မှာပါလာဘောမှာလေထုမရှိတဲ့အတွက်အာကာသရောင်ခြည် radiation နဲ့အုတ်ကာခဲငယ်လေးတွေရဲ့အန္တရာယ်ကအញ្ញမ်းကြီးပါတယ်ဒါကြောင့်အခြေစိတ်စခန်းတွေကိုမြေအောက်မှာစောက်တာဒါမှမဟုတ်လဘောကမြေကြီးနဲ့ထူထူထဲထဲဖုံးအုပ်ထားလာမျိုးလုပ်ရပါလိမ့်မယ်အသက်ရှူဖို့အောက်ဆီဂျင်ကိုတော့လရဲ့မြေကြီးထဲမှာပါတဲ့အောက်ဆိုက်တွေကနေထုတ်ယူမှာပါစားဖို့အတွက်ကိုတော့ဖန်လုံအိမ်တွေထဲမှာရေအားသုံးစိုက်ပျိုးစနစ်နဲ့ဟင်းသီးဟင်းရွက်တွေကိုစိုက်ပျိုးမှာပါဒီအပင်တွေကအစားအစာရယုံတယ်မကပဲကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီးအောက်ဆီဂျင်ကိုလည်းပြန်ထုတ်ပေးမှာဖြစ်ပါတယ်လာရဲ့ဆွဲငင်အားဟာကမ္ဘာဆွဲငင်အားရဲ့6ပုံတစ်ပုံပဲရှိပါတယ်ဆွဲငင်အားနည်းတဲ့အတွက်ကြွက်သားတွေနဲ့အယိုးတွေအားနည်းမသွားအောင်နေ့စဉ်နာရီပေါင်းများစွာပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ကြရမှာပါစခန်းအပြင်ဘက်ကအန်ဒရယ်များတဲ့အလုပ်တွေကိုတော့စခန်းတဲကနေစက်ရုပ်တွေကိုအဝေးထင်းစနစ်နဲ့ခိုင်းဆဲမှာဖြစ်ပါတယ် American Artemis Program American ရဲ့ရည်မှန်းချက်ကတော့လူသားမျိုးကိုလပေါ်ပြန်လဲခြေချခိုင်းဖို့နဲ့အဲဒီကကျဆင့်အင်္ဂါဂျိုကိုတွားဖို့ပါ2025ခုနှစ်နောက်ပိုင်းမှာ Artemis 2 mission နဲ့အာကာသယာဉ်မှူး4ဦးဟာလကိုပတ်ပြီးကမ္ဘာကိုဘေးကင်းစွာပြန်ရောက်လာခဲ့ပါပြီအခု2026ခုနှစ်မှာတော့ NASA ဟာ Artemis 3 mission အတွက်အစွမ်းကုန်ပြင်ဆင်နေပါတယ်ဒါဟာနှစ်ပေါင်း90ကျော်အတွင်းလပေါ်ကိုလူသားတွေပထမဦးဆုံးအကြိမ်ပြန်လည်ခြေချမဲ့ mission ဖြစ်ပါတယ် American ဟာ Artemis Accords ကကဆင့်ဥရောပဂျပန်ကနေဒါအပါအဝင်နိုင်ငံပေါင်း40ကျော်နဲ့ပူးပေါင်းထားပါတယ်တရုတ် ILRS program တရုတ်နိုင်ငံဟာလည်းအရှိန်ဟုန်နဲ့လိုက်လာနေပါတယ်သူတို့ရဲ့အစီအစဉ်ကတော့International Lunar Research Station လို့ခေါ်တဲ့နိုင်ငံတကာလသုတေသနစခန်းတည်ဆောက်ဖို့ပါတရုတ်ဟာ2024ခုနှစ်မှာလရဲ့မြေစည်းလွှာတွေကိုကမ္ဘာကိုအောင်မြင်စွာတည်ဆောင်လာနိုင်ခဲ့ပြီဖြစ်ပါတယ်အခု2026ခုနှစ်မှာတော့ Chang'e 7 mission ကိုလွှတ်တင်ဖို့ပြင်ဆင်နေပါတယ်ဒီ mission ဟာလရဲ့တောင်ဘက်စွန်းမှာရေခဲရှိမရှိကိုစက်ရုပ်တွေနဲ့အသေးစိတ်ရှာဖွေမှာဖြစ်ပါတယ်တရုတ်ဟာရုရှားနိုင်ငံနဲ့ပူးပေါင်းပြီးအခြေစိုက်စခန်းဆောက်ဖို့စီစဉ်နေတာထပ်ပြီး
ပါကစ္စတန်အာရပ်စော်ဘွားများပြည်ထောင်စု UAE စတဲ့နိုင်ငံအချို့နဲ့လည်းလက်တွဲထားပါတယ်ဒီပြိုင်ပွဲမှာဘသူကအရင်ဆုံးလပေါ်မှာအမြဲတမ်းအခြေစိုက်စခန်းဆောင်လိုက်မလဲဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်